ကောင်းလျက်လာပြီးကြိုင်စွဲမှာဥစွာပထမစားသုံးသူမိဘပြည်သူများမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ဟုံးလျက်ရဲ့ဟင်းလျက်ဖြစ်တဲ့ငါးမြစ်ချင်ချက်ပဲဒီတောင်တော့ပဲနီလေးဟင်းရေခုနေ့ကလာပြီးကြိုင်တွေအားဆက်သွယ်မှာယူလိုပါကဖုန်းနံပါတ်39 20 696တို့ဆက်သွယ်မှာယူနိုင်ပါတယ်ခုနေ့ကလာပြီးကြိုင်တွေအားပေးကြတဲ့စားသုံးသူမိဘပြည်သူပေါင်းကျမ်းမာချမ်းသာပါစေခုနေ့ကလာပြီးကြိုင်တွေမှာဆုမွန်ကောင်းတောင်းအပ်ပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်